တိုင်းစီစဉ်ကနေဒီခါမှာတော့စမကဒေးတန်ရှင်ခင်မောင်တို့ရဲ့တခြင်းကောင်းလေးပုဂ္ဂိုလ်လေးပြန်လည်ပြီးတော့မှာပါဒေးတန်ရှင်ခင်မောင်တို့ရဲ့တခြင်းကောင်းများစွာတဲ့ခါမှာကြာလို့အမြဲတခြင်းလေးပြန်လည်ပြီးလိုက်ပါဟဲ့နော်家人秋夜光，见那样情侣များစွာ家谁人谁你偏谁嘛家人如苏州嘛家人秋夜光，见那样情侣များစွာ家谁人谁你偏谁嘛家人如苏州嘛တလုံးရှိကြရင်ဂျာနီတွင်ပြူတဲ့ဝင်ရောက်ရှဲလို့ရင်မမွေးတို့နှစ်ယောက်တွေ့ပါမီပြေတဲ့ကြာပွေများအမွေးစမှာချက်ဂျာရင်ချိုးရဲ့ကွာကျင်နာရန်ချိန်တွင်များစွာကြာရှည်ရန်စိတ်လေးပြရှိမှာဂျာရင်သူစုပြောင်းအောင်မှာချက်ဂျာရင်ချိုးရဲ့ကွာချိန်တွေများစွာကြာရှည်စိတ်လေးပြရှိမှာကြာရင်သူစုတောင်းအောင်မှာ家人秋夜光，见那样情侣များစွာ家谁人谁你偏谁嘛家人如苏州嘛家人秋夜光，见那样情侣များစွာ家谁人谁你偏谁嘛家人如苏州嘛家这张当时最把米皮家内有野马毛，哎呀啦，这回狗要刚路过狗来路，多年要对家这张家为面的一些嘛，家人秋夜光，见那样情侣များစွာ家谁人谁你偏谁嘛，家人如苏州嘛。家人秋夜光，见那样情侣များစွာ家谁人谁你偏谁嘛家人如苏州嘛
ဝင်ပြူတဲ့ပွင့်ရောက်ရှင်းလို့ရင်မမွေတို့နှစ်ယောက်တွေ့ပါမီပြေးတဲ့ကြာဝင်များအမွေဆုံးမှာချစ်ချစ်ကြာကြာရင်ချိုးခဲ့ကွာကျင်နာရဲ့အချိန်တွေများစွာပြရှိရဲ့စိတ်နေပြရှိမှာကြာရင်သူစုကြောင်းမှာချစ်ချစ်ကြာကြာရင်ချိုးခဲ့ကွာကျင်နာရဲ့အချိန်တွေများစွာကြာရှိရဲ့စိတ်နေပြရှိမှာကြာရင်သူစုကြောင်းမှာချစ်ချစ်ကြာကြာရင်ချိုးခဲ့ကွာကျင်နာရဲ့အချိန်တွေများစွာကြာရှိရဲ့စိတ်နေပြရှိမှာကြာရင်သူစုကြောင်းမှာတရားဖက်ရဲ့အစီအစဉ်လေးကိုနှားဆင်မယ်ဆိုရင်ဖန်မျိုးရဲ့အနည်းတွိုင်းမှာဆိုရင်တော့ 88.6 MHz ပါရှင်တစင်ပိတ်သက်ပေါင်းမင်္ဂလာပါဧပြီလ23ရက်နေ့မှဧပြီလ19ရက်နေ့ထိခုနှစ်သောတိုင်းများတဲ့တပတ်အတွင်းလုပ်ငန်းဆောင်တာများနဲ့ကောင်းကြီးဆိုခြင်းဆောင်ရွက်ဆောင်ရွက်များကိုဘာဆရာကြီးဒေါက်တာမင်းသိန်းခါ၏ရည်စနစ်အတိုင်းကျွန်တော်ဆရာသိန်းလိုက်ဆိုမှတဲရောဖြင့်ဒေးစိတ်တွက်စစ်ပေးထားပါသည်တနင်္ဂနွေသားမျိုးများဒေးတွေတွင်မှာခီးတွေအောင်မြင်ပါလိမ့်မယ်ရဝေးကအဆက်တွေကောင်းတွေလည်းရလာတတ်ပါတယ်လက်ရှိအလုပ်ပြင်လုပ်ငန်းစီစဉ်သစ်တွေလည်းပေါ်လာပါလိမ့်မယ်လုပ်တွေတိုးချက်တဲ့အချိန်တွေဖြစ်ပါတယ်အောင်မြင်သလောက်မနာလိုသူလည်းပေါ်နေပါလိမ့်မယ်တန်ဖိုးကြီးပစ္စည်းတွေလည်းဝင်လာတတ်ပါတယ်မိတ်ဆွေမောင်နှမများရဲ့အခြေရေးကိစ္စမင်္ဂလာရေးကိစ္စတွေမှာဝင်ရောက်ကူညီရတတ်ပါတယ်နေရာထိုင်ရေးကိစ္စနဲ့ပတ်သက်တဲ့ကိစ္စတွေအဆောက်အဦကိစ္စတွေအောင်မြင်အဆင်ပြေပါလိမ့်မယ်ကောင်းသောပြောင်းရွှေ့တွေလည်းကြုံရတတ်ပါတယ်အိမ်အိမ်သားတွေကအလုပ်မှာပြဿနာခက်ကြီးကြီးတွေဖြေရှင်းရတာငွေအခွင့်အရေးကောင်းလက်လွတ်သွားတာမျိုးကြုံရတတ်ပါတယ်အခြေရေးအိမ်တော်ရေးမှာအိမ်ကြီးချင်းကြောင့်လူကြီးမျိုးတွေကြောင့်အထင်မြင်လွဲခံရတတ်ပါတယ်ဘေးကဝင်ရှုပ်လို့လည်းရှင်းရတတ်ပါတယ်ကျမ်းမာရေးနေကတော့ယောဂဝိညာဉ်တစ်ခုကတော့ပျောက်နှမ်းမသိပျောက်သွားပါလိမ့်မယ်ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့၄ကဏ္ဍ၈ကဏ္ဍမျိုးဖြစ်ပါတယ်ညနာတွေပြပြောက်ပြီးကောင်းတာပြီးကိုကောင်းတာစီဖို့အတွက်ကလေးငယ်များကိုကစားစရာလက်ဆောင်ပေးလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်တနေ့ကတာမီများဒီရက်တွေမှာစိတ်တွေဓာတ်ရှုပ်ထွေးနေပါလိမ့်မယ်အမှားမှားရင်းရင်းတွေလုံးဝပြောမိတတ်ပါတယ်ရေးကြည့်တဲ့ကိစ္စတိုင်းညှိနှိုင်းတိုင်ပင်ပြီးမှလုပ်တင်ပါလေခီးတူတွေတစ်ခုပြီးတစ်ခုသွားနေရတတ်ပါတယ်သူတစ်ပါးအတွက်ပါခီးတွေသွားရတတ်ပါတယ်ရက်ဝေးကအလုပ်အဆက်တွေအခွင့်အလမ်းတွေလည်းပေါ်လာတတ်ပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့လုပ်တွေလည်းလုပ်ရတတ်ပါတယ်ဒီကဆရာသမားစီကအကူအညီကောင်းတွေလည်းရတတ်ပါတယ်ဆွေမျိုးမိတ်ဆွေတွေကယာပြီးတက်တဲ့သတင်းဖြည့်ဆူကြီးပေါက်တဲ့သတင်းစတဲ့ဝမ်းသာစရာသတင်းကောင်းတွေကြားရတတ်ပါတယ်ပစ္စည်းတစ်ခုအတွက်စကားများရဖြည့်ရှင်းရတာမျိုးကြုံရတတ်ပါတယ်ထင်လဲဆွဆွဲခံရတာမျိုးလည်း